ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှာကြိုဆိုပါရစေအခုပြောပြပေးမှာကတော့ဒီရောင်လေး stand fan ပေါ့နော်ဒီ stand fan ရဲ့တာမယ် fuse ကိုဖြုတ်ပြီးတော့လဲမှာဖြစ်ပါတယ်အခုကတော့ unseen ပေါ့နော်ဘာပြတ်မှန်းမသိဘူးပဲဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီသုံးထားတဲ့ကျိုးရဲ့ပြီးတော့ coin စားတွေเนาะ coin ကျိုးတွေရဲ့အားလုံးကိုအရင်ဆုံးစစ်ဆေးကြည့်မှာဖြစ်ပါတယ်အရင်ဆုံးဒီပလက်ထိုးမဲ့220ကျိုးကိုအရင်စစ်ကြည့်မှာဖြစ်ပါတယ်ဒါဆိုရင် connection ကမီတာတက်တာကိုတွေ့ရတဲ့အတွက်ဒီ connection တစ်ချောင်းကကျိုးတစ်ဖက်ကောင်းတယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်နောက်တစ်ဖက်ကိုစမ်းကြည့်ပါမယ်နောက်တစ်ဖက်ကတော့ဒီမှာပါเนาะနောက်တစ်ချောင်းကဒီကောင်ကဘယ်ကိုသွားတာလဲဆိုတော့ဒီထဲကိုသွားထားတာပါဒါက timer switch ပါเนาะ timer ပါတခါလေးရောပြီးတော့ timer ကောင်းမကောင်းမှစမ်းလို့ရပါတယ် timer ရဲ့ဒီမှာပါเนาะ timer ရဲ့ဒီမှာထဲရခလုတ်ကလေးပေါ့เนาะဒီကောင်လေးကပူးနေတဲ့အနေထားဆိုတော့ဒါ on ပေါ့เนาะဒီအနေထားမှာဒီကျိုးရဲ့ဒီဘက်ကထွက်လာတဲ့ကျိုးစားကိုဒီမှာမီတာထောက်လိုက်ပေါ့เนาะပြီးတော့ဒီမှာခေါင်းကနေယူပြီးတော့တစကိုထောက်ကြည့်လိုက်ရင်မီတာတက်တာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ timer switch ကလည်းကောင်းတယ်လို့ပြောလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ coin ကျိုးတွေကိုစမ်းမှုလိုပါမယ်နော်ဒါကနံပါတ်1ခလုတ်ဖြစ်ပါမယ်နော်ဒီ1ခလုတ်နဲ့ဒီနှစ်နဲ့ဟို1ရယ်2ရယ်ပေါ့နော်ဒါစပီကျိုးတွေကိုပြောလို့ရပါတယ်ဒီကောင်လေး connection ရှိမရှိစစ်ကြည့်ပါမယ်ဒါဆိုရင် connection ရှိတယ်လို့ပြောလို့ရတယ်နော်မီတာတက်တဲ့အတွက်နောက်တစ်ချောင်းလဲရနေတယ်โอเคဒါဆိုရင်ဒီကောင်အနေနဲ့နော်ဒီကောင်နဲ့ပေါ့နော်ဒီကျိုးအပြာကဒီမှာနော်ကျိုးအပြာနှစ်ချောင်းချိတ်ထားတယ်ပြီးတော့ဒီမှာတစ်ချောင်းထွက်ပြီးတော့ပန်ကာလေးကိုဝင်တယ်ဒါက neutral တစပေါ့နော်ပေါင်းထားတဲ့တစပါဒီကောင်နဲ့ဒီကောင်နေနဲ့ဆက်တယ်ရှိလားလို့ကြည့်တဲ့အခါမှာရှိမနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ fuse ပြတ်နေတာပါထဲထဲမှာ water on ထဲမှာ fuse ရှိပါတယ်ဒါဆိုရင် coin capacitor နှစ်စနဲ့စစ်ဆေးဖို့လည်းလိုပါသေးတယ်ကျွန်တော်လောလောဆယ်တော့ capacitor ကိုဖြုတ်ထားပါတယ်အဲဒီတော့ဒီ capacitor နှစ်စနဲ့ဒီကောင်နေနဲ့ကို connection မိနေလားဆိုတာတစ်ချက်မီတာနဲ့တိုင်းတာစစ်ဆေးကြည့်ဖို့လိုပါသေးတယ်ဒီမှာတစားထောက်လိုက်မယ်နော်ဒီမှာတစားထောက်လိုက်ပြီးတော့နော်ဒီကောင်နဲ့ထောက်ကြည့်မယ်နော်ဒါဆိုရင်ရှိတယ်လို့ပြောလို့ရပါတယ်ဒီတစားကိုထောက်လိုက်လို့ရှိရင်ဒီတစားနဲ့ဒါတွေအကုန်လုံးနဲ့ connection မိနေတဲ့အတွက်ဒီ coin ကဒါတွေကိုအမှန်မှန်တော့လိုက်ထောက်နေကြမလို့ပါဘူးဒါကျွန်တော်စမ်းထောက်ပြတာပါနောက်တစ်ခုကလည်းမီတာတက်ပါတယ်ဒါဆိုလို့ရှိရင်ဒီကျိုးတွေအကုန်လုံးကအဆက်အသွယ်ရှိပြီးတော့ဒီကျိုးတွေကပြတ်တောက်နေတာဖြစ်ပါတယ်ဒီကျိုးကဘာနဲ့သွားချိတ်မှာလဲဆိုတော့ဒီ capacitor နှစ်စတွေကတစားစားနဲ့သွားချိတ်မှာပါတကယ်လို့ fuse ကိုမလဲခြင်းဘူးဆိုရင်လည်းရပါတယ်ဒီကနေပြီးတော့ဝင်လာမဲ့ is 220က neutral တော်၎င်း line တော်၎င်းတစားကို capacitor အစတစ်ခုမှာသွားပေါင်းပေးလိုက်ရင်ဒီ motor လဲပါပြီတကယ်လို့
ပြောင်းပြန်လဲတယ်ဆိုရင်ဒီအစနဲ့ချိန်ထားတဲ့အချိန်မှာပြောင်းပြန်လဲနေတယ်ဆိုရင်နောက်တစ်စနဲ့ပြောင်းချိန်ပေးလိုက်ရင်ရပါပြီတကယ်လို့မိမိတန်းချိန်တဲ့အစကအတဲ့ပဲလဲတယ်ဆိုရင်တော့ပြောင်းချိန်စရာမလိုပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်ဒီမော်တာအုံဖွင့်မှာဖြစ်ပါတယ်ဖွင့်တဲ့အသေးစိတ်ကိုတော့ရိုက်မပြတော့ပါဘူးကျွန်တော်ကြော်လိုက်တော့မယ်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဖြုတ်လို့ပြီးပါပြီဒီကွိုင်းကိုကြည့်ပါဒီကွိုင်းမှာကနော်ဟိုးတုံးကပန်ကားတွေဆိုတော့တေချာလောက်ထားတာတွေ့ရမှာပဲเนาะအခုဒီလိုလက်ရမျိုးတွေ့ဖို့ဆိုတာမလွယ်ပါဘူး fuse ကဘယ်မှာလဲဆိုတော့ဒီကောင်လေးပါเนาะဒီကောင်လေးကိုကျွန်တော်တို့ဖြုတ်ပြီးတော့လဲပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ fuse ကိုကျွန်တော်ဖြုတ်ပါမယ်ဒီမှာသတိထားရမှာကအခုလိုပုံစံမျိုးနဲ့မလာတဲ့ coin တွေကများပါတယ်ဒီမှာဒီနေရာမှာဝင်တဲ့ကြိုးတွေအကုန်လုံးကိုဒီပိုးကြိုးနဲ့ရောထွေးပြီးတော့လုံးပြီးတော့ခြိထားတာပါအဲ့မှာအပူခံပိုက်တွေပါရင်ပါမယ်ပါလို့ရှိရင်တခြားလျှက်မကူးနိုင်တဲ့ရာဘာပိုက်တွေကိုစွတ်ပြီးတော့အသုံးပြုလို့ရှိပါတယ်အဲ့ရာဘာပိုက်တွေကပူတဲ့အခါမှာတစ်ခုနဲ့တစ်ခုကတ်နေပါတယ်ခွာလို့မရပါဘူးဆွတ်ခွာမယ်ဆိုရင်ဒီကွိုင်ကျိုးကပြတ်မှာပါအဲ့တော့ဘလို့ခွာရလဲဆိုတော့အဲ့ကောပိုက်တွေကတကယ်လို့သာကတ်နေခဲ့တယ်ဆိုလို့ရှိရင်မီးပူပေးလိုက်ပါမီးပူပေးလိုက်လို့ရှိရင်ဒီပိုက်တွေကပျော့လာပြီးတော့ခွာလို့အလွယ်တကူရမှာဖြစ်ပါတယ်ဒီတာမယ် fuse လေးကို cable တိုက်နဲ့ပဲဒီအလုံးမှာစီးထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီကောင်ကဒီ cable တိုက်ကိုကျွန်တော်တို့ကကြီးနဲ့ညှက်ဖြစ်မှာဖြစ်လို့ coin ကြိုးတွေတစ်ခါတလေမှာပါနေတတ်ပါတယ်အဲ့တော့ coin စားရှိမရှိကိုတေချာရှင်းရှင်းလင်းလင်းကြည့်ဖို့လိုပါတယ်လောလောဆယ်မရှိဘူးလို့ကျွန်တော်ယူဆတဲ့အတွက်ဖြတ်ပါမယ်ချိတ်ဆက်ထားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးချိတ်ထားတာဖြစ်ပါတယ်ဒီကောင်ကိုခဲဖြော်ချလိုက်ပြီးတော့နောက်ထပ်အတစ်တစ်ခုနဲ့အစားထိုးပေးလိုက်တယ်ဆိုရင်ဒီ coin ကပြန်လည်အသုံးပြုလို့ရတဲ့ပန်ကာ coin တစ်ခုဖြစ်သွားပါပြီပန်ကာအုံရဲ့ဒီဘုတ်လေးနားမှာဒီစက်ကူစားတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီကောင်ကြီးကတချို့အလုံးတွေကပါတယ်ဗျတချို့အလုံးတွေကလည်းမရှိတော့ဘူးတချို့အလုံးတွေကလည်းဒီလိုအကြည်လေးမဟုတ်ဘဲနဲ့လုံးဝမဲသေးပြီးတော့စီကြီးတွေနဲ့ဖြစ်နေတတ်ပါတယ်အားမျိုးတွေဆိုရင်တော့အကုန်လုံးဖယ်ထုတ်လိုက်ပါအဲ့အစကအပြင်မှာဝယ်လို့ရပါတယ်တကယ်လို့ဝယ်လို့မရရင်လည်းတီရှူးဒါမှမဟုတ်အဲ့လိုအခုလိုမျိုးပေါ့နော်စီစုပ်နေပြီးတော့စီကိုစုပ်နေပြီးတော့အခုလိုမျိုးလေးဖြစ်နေတဲ့အသားတစ်ခုခုကိုထည့်မယ်ဆိုလဲရပါတယ်ခုကျွန်တော်ကတော့ဒီအခြေအနေကိုကြည့်တာကောင်းတယ်လို့ကျွန်တော်ယူဆပါတယ်အရန်စီကြီးပေနေတဲ့ပုံစံမျိုးမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဟာကိုထုတ်ပစ်ပြီးတော့အစ်စ်လဲတာမျိုးမလုပ်ပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုဒီတာမယ် fuse ကိုဖြုတ်ပါမယ်အရင်ဆုံးခဲအဟောင်းတွေရှိနေတဲ့အတွက်ခဲအဟောင်းတွေကိုထင်းယူစီနဲ့ခဲအစ်စ်နဲ့ကျွေးပြီးတော့မှဖြုတ်ပါမယ်ဒါဆိုရင်အလွယ်တကူဖြုတ်လို့ရပါတယ်ဒါကဖြူအစ်စ်ပါဒါကဖြူအဟောင်းပါကျွန်တော်တို့အရင်ဆုံးဒီဖြူအစ်စ်နဲ့အဟောင်းကိုခြေထောက်တွေကိုအဟောင်းရဲ့အရှိအတိုင်းဖြတ်လိုက်ပါမယ်ဘာလို့လဲဆိုတော့သူတက်ထားတဲ့အတိုင်းပဲပြန်တက်မှာဆိုတော့ခြေထောက်တွေရှည်နေရင်တ
တိတ်အစင်မပြေပါဘူးဒီမှာပါဒီအပူခံပိုက်ကိုလည်းဒီမှာစွတ်ဖို့အတွက်ချိန်ပြီးတော့ကျွန်တော်တို့ဖြတ်လိုက်ပါမယ်အတစ်ကိုဒီလိုအပူခံပိုက်လေးစွတ်ပြီးသွားရင်ကျွန်တော်တို့ခဲပြန်တူမှာဖြစ်ပါတယ်အခုဆိုရင်မူလပုံစံအတိုင်းပြန်တက်ပြီးပြီလို့ပြောလို့ရပါတယ်ခုနကခေပေတိုင်းနဲ့ခြီထားတဲ့ပုံစံအတိုင်းကျွန်တော်တို့ပြန်ခြီပြီးလိုက်ရင်ရပါပြီဒါဆိုရင် point ကိုပြန်လုံးလိုက်ရင်ရပါပြီ sorry မော်တာကိုပြန်လုံးလိုက်ရင်ရပါပြီမူလီတက်တဲ့အသေးစိတ်ကိုတော့ကျွန်တော်မပြတော့ပါဘူးကြော်လိုက်မယ်နော်ဒါဆိုရင်တော့ဒီမော်တာကိုပြန်လုံးလို့ပြီးပါပြီဒီနေရာမှာစီမဖြစ်မနေထည့်ရပါတယ် bush ပေါ့နော် bush နဲ့ဝင်ရိုးနဲ့ပါနော်ဒီနေရာမှာအကယ်၍စီထည့်ဖို့လိုတယ်ဆိုရင်အင်ဂျင်ဝိုင်းတော့၎င်းမဲစီတော့၎င်းလုံးဝထည့်လို့မရပါဘူးခဏနေရင်ကျက်သွားမှာဖြစ်ပါတယ်လောလောဆယ်တော့ခြောင်နေလိမ့်မယ်နော်ဘာစီကိုထည့်ရလဲဆိုတော့ဒါဆက်စီပါအချုပ်ဆက်တွေမှာထည့်တဲ့စီပေါ့နော်အဲ့စီကိုထည့်မှာပဲရပါတယ်အဲ့စီကစီကျဲတယ်ပြောရပါပေါ့နော်အင်ဂျင်ဝိုင်းဆိုစီပြစ်တာပေါ့ဒီကောင်ကစီအကျဲပါအကျဲအမျိုးအစားကိုသုံးမှာပဲအဆင်ပြေပါတယ်မဟုတ်လို့ရှိရင်အဲ့စီအပြစ်ကိုသာထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီဝင်ရိုးကလဲနေနဲ့အဲ့ကောင်တွေကကြီးဖြစ်ပြီးတော့ကတ်ပြီးတော့မလင်နိုင်တော့ပါဘူးဒီစီမရှိရင်အုံးစီလည်းထည့်လို့မရပါဘူးမဖြစ်မနေဆက်စီကိုဝယ်ထည့်မှာပဲအဆင်ပြေမှာပါအားလုံးပြန်လုံးပြီးသွားပြီဆိုတော့ကျိုးထိုးပြီးတော့ဆန်းပြမှာဖြစ်ပါတယ်ဟိုဘက်မှာကျွန်တော်ခလုံးနှိပ်ထားပြီးသားပါပြန်လုံးလိုက်ရင်ရပါပြီဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ